ရုပ်ရှင်မင်းသမီးတယောက်အဖြစ်ဘယ်တော့မှအမှုပညာလောကတွေကိုပြန်မဝင်လာခဲ့တော့ဘူးဆိုတဲ့နဝရက်တရုတ်ဆောင်နဝရက်ဘာကြောင့်အမှုပညာလောကကိုစွန့်ခွာခဲ့သလဲအကယ်ဒမီကျောင်းလို့ပြောမယ်ဆိုရင်မှားမယ်မထင်ပါဘူးအမှုပညာလောကမှာအကယ်ဒမီဆိုတာကန်နဲ့လဲဆိုင်ပါတယ်နဝရက်ဟာဆိုရင်2006ခုနှစ်မှာပန်းပြိုးသူတို့အလင်္ကာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီလွဲခဲ့ပြီး2012ခုနှစ်မှာတော့သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးခဲ့တဲ့တိမ်မင်းသမီးရဲ့ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြီးနဲ့တေချာပေါက်အကယ်ဒမီထူးချွန်ဆုကိုစွတ်ခူးရယူနိုင်လိမ့်မယ်လို့ပရိသတ်အများစုကမှတ်ထင်ခဲ့ကြတာပဲဖြစ်ပါတယ်2012ခုနှစ်မှာဆိုရင်တိမ်မင်းသမီးရဲ့ဒဏ္ဍာရီအမွေခံထိုက်သူဖြစ်ပါစေစသည့်ရုပ်ရှင်ကားကြီးနှစ်ကားနဲ့နဝရက်ဟာတကြိုးပြေးနေခဲ့ပြီးတကယ်တမ်းအကယ်ဒမီဆုပေးပွဲကြီးမှာတော့သူမဟာထူးချွန်ဆုနဲ့လွဲချော်သွားခဲ့ပြန်ပါတယ်တိမ်မင်းသမီးရဲ့ဒဏ္ဍာရီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ရုပ်ရှင်လောကမှာနောက်ဆုံးအနေနဲ့တွေ့မြင်ခဲ့ရတဲ့နဝရက်ဟာသူတောင်းစားကာရိုက်တာကနေတထေးသမီးကာရိုက်တာအဆုံးထိဟာကွက်တစ်ခုမှမရှိဘဲပြည်ပြင်းအောင်တရုပ်ဆောင်နိုင်ခဲ့တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်ငွေကြေးတနာပြေဆုံးတဲ့မင်းသမီးတစ်ယောက်ဖြစ်တော်လဲဝါသနာအရအမှုပညာလမ်းကြောင်းမှာရက်တည်နေသူဖြစ်ပြီးတိမ်မင်းသမီးရဲ့ဒဏ္ဍာရီမှာတော့အကယ်ဒမီဆုရရှိနိုင်ခြင်းစကားတင်မင်းသမီးစရင်မှာပါဝင်ခဲ့ပေမဲ့အကယ်ဒမီဆုကြီးနဲ့လုံးဝလွဲခဲ့ရတာမို့သူမရဲ့ပရိသတ်တွေလည်းအလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပြီးအကောင်းဆုံးစူးစမ်းခဲ့ရတဲ့နာဝရက်ကိုယ်တိုင်ကလည်းလက်ရှိမှာတော့အမှုပညာလောကကိုတေခမ်းပြတ်ထွက်သွားဖို့အထိတွန်းအားတစ်ခုဖြစ်စေခဲ့တာပဲဖြစ်ပါတယ်အခွင့်အရေးကြုံလာမယ်ဆိုရင်တော့အမှုပညာလုပ်တွေကိုလုံးဝပြန်မလုပ်တော့ဘူးလို့ယတိပြတ်ပြောကြားလာခဲ့တဲ့နဝရက်ကိုသူမရဲ့ပရိသတ်တွေကလွမ်းနေကြသလိုနဝရက်ကိုယ်တိုင်ကလည်းချစ်တဲ့ပရိသတ်တွေကိုလွမ်းဆွနေမှာတော့အမှန်ပဲဖြစ်ပါတယ်အခုလိုအစီအစဉ်လေးတွေကိုသဘောကျရင်ကျမတို့ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီကြပါဦးနော်